နေ့တစ်နေ့ကို positive energy တွေနဲ့စတင်နိုင်ဖို့အတွက်20နီလန်းလူတော်တော်များများဟာအဲ့ရကနိုးပြီဆိုတာနဲ့စိတ်ထဲမှာမကြည်မတန်ဖြစ်တာတွေမလန်းမဆန်းဖြစ်တာတွေဖြစ်ပူးကြမယ်ထင်ပါတယ်ဒါဒီဘာကြောင့်လဲဆိုတော့ယင်နေ့တွေကကိစ္စတွေခေါင်းထဲမှာစုနေတာကြောင့်လည်းဖြစ်နိုင်တယ်လို့တချို့ဆင်မပြေမှုတွေကိုပြန်တွေးမိတာကြောင့်လည်းဖြစ်နိုင်ပါတယ်ဒါကြောင့်မို့လို့မလန်းမဆန်းဖြစ်တာပါအဲ့လိုမျိုးမလန်းမဆန်းဖြစ်နေပြီဆိုရင်မိတ်ဆွေရဲ့တစ်နေ့လုံးမှာလုပ်ထဲမှာမတင်ကြတာတွေလည်းဖြစ်နိုင်တယ်လို့ကိုယ့်အတွက်အလုပ်ကိုအာယုံစူးစိုက်ပြီးတော့အလုပ်လုပ်လို့မနိုင်တာစွမ်းအင်အပြည့်အဝစိတ်ထုတ်လို့မရတာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မိတ်ဆွေရဲ့နေ့တစ်နေ့ကိုအကောင်းဆုံးစတင်နိုင်ဖို့အတွက်ပရမဦးဆုံးမိတ်ဆွေမိနစ်20မှာမိတ်ဆွေရဲ့ခန္ဓာကိုယ်ကြွက်သားတွေလှုပ်ရှားလာအောင်မိတ်ဆွေရဲ့ခန္ဓာကိုယ်ထဲမှာအလုံးလုံးတဲ့အခါမှာပို့ပြီးတော့တက်ကြွလန်းဆန်းနိုင်ဖို့အတွက်လေ့ကျင့်ခန်းကိုမိနစ်20လုပ်ဖို့လိုအပ်ပါတယ်အဲ့လိုမျိုးလေ့ကျင့်ခန်းကိုမိနစ်20လုပ်ပြီးပြီဆိုလို့ရှိရင်နောက်ထပ်မိနစ်20မိတ်ဆွေရဲ့စိတ်ကိုကောင်းမွန်အောင်လုပ်ပေးဖို့လိုပါတယ်မိတ်ဆွေရဲ့စိတ်ကိုကောင်းမွန်ဖို့အတွက်ဆိုလို့ရှိရင်တရားထိုင်တာမျိုးတွေစိတ်ကိုငြိမ်းချမ်းစေမယ့်အရာမျိုးတရားနားထောင်တာမျိုးတွေကိုယ့်ရဲ့ဘာသာရေးအယူဆရတစ်ခုခုရှုမှတ်တာမျိုးတွေကျွန်တော်တို့လုပ်သင့်ပါတယ်နောက်ထပ်မိနစ်20ကကြတော့မိတ်ဆွေရဲ့အောင်းနောက်ကိုလုပ်ပြရမှာဖြစ်ပါတယ်ပထမဦးဆုံးမိတ်ဆွေရဲ့ခန္ဓာကိုယ်နောက်ထပ်မိတ်ဆွေရဲ့စိတ်ပြီးလို့ရှိရင်မိတ်ဆွေရဲ့အောင်းနောက်မိတ်ဆွေရဲ့အောင်းနောက်ကိုစာကျွေးရမယ်ဘယ်လိုစာကျွေးမလဲအသိပညာတွေနဲ့ဒီတနေ့ကိုစတင်နိုင်ဖို့အတွက်အစာဖတ်တာမျိုးပဲဖြစ်ဖြစ်အသိပညာဗီဒီယိုဖိုင်တွေနားထောင်တာမျိုးပဲဖြစ်ဖြစ်ခွန်အားဖြစ်တဲ့အရာတွေဖတ်တာမျိုးနားထောင်တာမျိုးပဲဖြစ်ဖြစ်လုပ်သင့်ပါတယ်အဲ့လိုမျိုးမိနစ်20စီလုပ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့တနေ့တာဟာကောင်းမွန်တဲ့ energy တွေနဲ့ပြည့်စုံနေမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးပြည့်စုံနေတယ်ဆိုလို့ရှိရင်မိတ်ဆွေမနဲ့မိုးလင်းကနေပြီးတော့မိုးချုံတက်ထိပေါ့နော်မိတ်ဆွေမှာကောင်းကောင်းမွန်မွန်အလုပ်တွေကိုအာရုံစူးစိုက်မှုအပြည့်နဲ့ energy အပြည့်နဲ့လုပ်နိုင်မှာပဲဖြစ်ပါတယ်